မိုက်တလုံးဝယ်ဖို့စိတ်ကူးရတဲ့ဆိုလို့ရှိရင်တော့ဒီမိုက်လေးကိုဝယ်သုံး volume ခလုတ်တဲ့ echo ခလုတ်တဲ့အကုန်အတိုးရှုပ်လုပ်လို့ရတယ်ဘေးပတ်ဝန်းကျင်စူးညံတဲ့မဝယ်အောင်လို့ဆိုပြီးအောက်မှာ noise cancellation မှာလုပ်လို့ရတယ်ကိုယ့်ရဲ့အတန်ကိုကြည်ကြည်လေးလေးပြတ်ပြတ်သားကြားရတယ် zoom meeting လောက်တာပဲဖြစ်ဖြစ် live နဲ့တချင်းဆိုဖို့အတွက်ပဲဖြစ်ဖြစ် quality ကောင်းပြီးဈေးတန်တဲ့မိုက်လေးဖော့စုပ်ကိုလည်းအဖြုတ်တက်လုပ်လို့ရတယ်ဗျဖော့စုပ်ကိုတက်ပြီးတော့သုံးမှန်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အတန် quality ကိုပို့ပြီးတော့ကောင်းစေပြီးတော့ sound card နဲ့ချိန်ဖို့အတွက်ကြိုးလေးလည်းပါသေးတာဆိုတော့မိုက်တစ်လုံးကိုတီးတန်းထောက်ဝယ်ကြမလို့တော့ပဲနဲ့ဘတ်စုံသုံးလို့ရတဲ့မိုက်လေးပဲဖြစ်ပါတယ်